2003 ခုနှစ်ဇွန်လမှာတောင်ကိုရီးယားနိုင်ငံဦးဆန်မြို့မှာနေထိုင်တဲ့အသက်14နှစ်အရွယ်ကောင်မလေးချွဲဆိုသူဟာအထက်တန်းကျောင်းသားဖတ်ဆိုသူနဲ့အွန်လိုင်းကနေတည်ကျွန်းခင်မင်ခဲ့ပါတယ်။သူတို့ဟာမကြာခဏလိုင်းပေါ်ကနေစကားတွေပြောဖြစ်ကြရင်2004 January မှာတော့ဒီဖတ်ဆိုတဲ့သူဟာချွဲကိုသူရှိတဲ့နေရာမီယန်းကိုလာလေဖို့ချိန်ခဲ့ပါတယ်။ချွဲရလေဘက်နဲ့ပတ်သက်ပြီးတော့ပို့ပြီးသိချင်စိတ်တွေဖြစ်နေခဲ့တာကြောင့်သွားတွေ့ဖို့ကိုဆောင်ဖြတ်ခဲ့တာပါအဲ့ဒီနေရာကိုသူမရောက်သွားတဲ့အချိန်သူကအခန်းထဲကိုဝင်ခဲ့ဖို့ဖျားယောင်းကခေါ်ခဲ့ပါတယ်ချွဲရလေလိုက်ဝင်သွားတဲ့အချိန်မှာဒီလူကသူမကိုနောက်ကနေတန်ပိုက်ကြီးနဲ့ခေါင်းကိုရိုက်ချပစ်လိုက်တာဖြစ်ပါတယ်သူမအမောင်တိကျသွားခဲ့ပါတယ်တကယ်တော့ဒီအခန်းထဲမှာဒီကောင်လေးကတယောက်တည်းဟုတ်မနေခဲ့ပါဘူး။သူဟာနောက်ထပ်သူ့ရဲ့အဖွဲသား17ယောက်တို့နဲ့အတူရှိနေခဲ့တာပါ။ဒါကမီယန်းမှာရှိတဲ့ငယ်ရွယ်တဲ့ကောင်လေးတွေစုပြီးဖွဲ့စည်းထားခဲ့တဲ့ဂိုင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဂိုင်းဟာသူတို့ရဲ့ပိုင်လက်မှာကောင်မလေးတွေကိုလိန်ပိုင်းဆိုင်ရာစော်ကားတာတခြားသူတွေစီကငွေလူရက်တာနဲ့တခြားသောမကောင်းတဲ့အရာတွေကိုလှုပ်ဆောင်နေတဲ့ငယ်ရွယ်တဲ့လူဆိုးတွေစုဝေးနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။တတိလစ်နေတဲ့ချွဲကိုဒီကောင်လေး12ယောက်ကအနီးအနားကမိုတယ်စီကိုခေါ်သွားခဲ့ကြပြီးမိုတယ်ခန်းထဲကိုရောက်သွားတဲ့အချိန်မှာတော့သူမကိုတယောက်ပြီးတယောက်မတော်မတရားပြုတ်ကျင်ခဲ့ကြပါတယ်။ဒါတင်မကပဲဒီကောင်လေးတွေဟာသူတို့မှာပါလာတဲ့ဖုန်းတွေကင်မရာတွေနဲ့ဒီအဖြစ်အပျက်ကိုရိုက်ကူးထားခဲ့ကြတာပါ။ချွေးကအမျိုးသား12ယောက်ရဲ့ကြားမှာလုံးဝကိုအကူအညီမဲ့နေခဲ့ပါတယ်။သူတို့ကတကယ်လို့သူမသာဒီကိစ္စကိုတယောက်ယောက်ကိုသာပြောခဲ့မယ်ဆိုရင်အခုရိုက်ကူးထားတဲ့ဗီဒီယိုကိုအွန်လိုင်းပေါ်ဖြန့်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒီတော့ချွေးကသူမဖြစ်ပျက်ခဲ့တဲ့မြောက်ကိုဘသူ့ကိုမှပြောပြလို့မရခဲ့ပါဘူးချိန်ချောက်ခံထားရတဲ့ချွေးဟာတစ်နှစ်နီးပါးဒီကောင်လေးတွေရဲ့အနိုင်ကျင့်မတရားပြုမှုကိုခံခဲ့ရပါတယ်သူမဟာလူအများလာရောက်တဲ့နေရာတွေဖြစ်တဲ့အဆောက်အုံအပြင်ဘက်တင်းနစ်ကစားတဲ့နေရာတွေကစားကွင်းတွေလိုမျိုးနေရာတွေမှာတောင်မတော်မတရားပြုကျင့်တာကိုခံခဲ့ရတာပါဒီကောင်လေးတွေကဒါကိုအပျော်သဘောဖျော်ဖြေမှုတစ်ခုလိုလှုပ်ဆောင်ခဲ့ကြပါတယ်ဒီထက်ပိုဆိုတာကသူတို့ကချွေးကိုလူကိုယ်တိုင်မတော်မတရားကြံရုံသာမကအမျိုးမျိုးသောပစ္စည်းတွေနဲ့ပါလိန်ပိုင်းဆိုင်ရာဆောင်ကားမှုကိုလှုပ်ဆောင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာရေးတွေရဲ့ပြောကြားချက်အရသူမဟာ10ကြိမ်ထပ်ပို့ပြီးမတော်မတရားပြုတ်ကျမှုကိုခံခဲ့ရပြီးတစ်ကြိမ်စီမှာကောင်လေး3ယောက်ကနေ24ယောက်အထိတောင်ပါဝင်ခဲ့တာဖြစ်ပြီးတစ်နှစ်အတွင်းမှာစုစုပေါင်းចောင်းသား44ယောက်ထပ်မံပါဝင်ပတ်သက်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ချွေးဟာအသက်73နှစ်အရွယ်သူမရဲ့ညီမဖြစ်သူနဲ့အသက်16နှစ်အရွယ်သူမရဲ့ဝန်းခွဲအမဖြစ်သူတို့ကိုပါခေါ်ဆောင်လာပေးဖို့စိတ်ခိုင်းခံခဲ့ရပြီးဒီကောင်မလေးနှစ်ယောက်ဟာလေဒီကောင်လေးတွေစီမှာမတော်မတရားပြုတ်ကျင်တာကိုခံခဲ့ကြရတာဖြစ်ပါတယ်။နောက်ပိုင်းထုတ်ဖော်မှုအရကျုံးလွန်သူကောင်လေးတွေဟာသူတို့ရိုက်ကူးထားခဲ့တဲ့ဗီဒီယိုတွေကိုအွန်လိုင်းပေါ်မှာဖြန့်ခဲ့ကြတယ်လို့ဆိုပါတယ်။ဘာလို့ဒီတနာစရာကောင်မလေးကိုဘသူမှမကေတင်ပေးနိုင်ခဲ့ကြတာလဲချွေးရဲ့အဖေဟာအရက်သမားတစ်ယောက်ဖြစ်ပြီးသူဟာအိမ်တွင်းအကြမ်းဖက်မှုတွေကိုလှုံ့ဆော်တာကြောင့်ချွေးရဲ့အမေဟာအိမ်ကနေထွက်ပြေးသွားခဲ့ပါတယ်ချွေးကတော့ဖခင်ဖြစ်သူစီမှာနေတိုင်းနီးပါရိုက်နှက်ခံခဲ့ရတာပါသူမဟာအိတ်ဆေးတွေအများကြီးတောက်ပြီးကိုယ့်ကိုယ်တေချောင်းကြံစီဖို့ကြိုးစားခဲ့ပေမဲ့အသက်မသေးခဲ့ပဲဆေးရုံပေါ်ရောက်ခဲ့ရပါတယ်ဆရာဝန်ကချွေးရဲ့ကိုယ်ပေါ်မှာအညိုမဲဆွဲနေတဲ့ဒဏ်ရာတွေကိုတွေ့တော့တန်တရားဝင်ခဲ့တာကြောင့်ကျမရဲ့စစ်ဆေးမှုလှုပ်ဆောင်လိုက်တဲ့အခါမှသာလွန်ခဲ့တဲ့တစ်နှစ်အတွင်းသူမဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိခဲ့ကြရပါတယ်။ဒါကိုသိသွားတဲ့ပြည်သူတွေကဒီအမှုနဲ့ပတ်သက်ပြီးအရန်ကိုဒေါသထွက်ခဲ့ကြပြီးတော့ရဲတွေကင်တွင်နေတဲ့ပုံစံကိုသဘောမကျတဲ့အတွက်လူထုကဆန္ဒပြခဲ့ကြတာပါ။ဒါပေမဲ့ရဲအရာရှိတွေကတော့နစ်နာသူတွေကိုမျိုးရဲ့ပုံရိပ်ကိုထိခိုက်အောင်လုပ်တဲ့သူတွေလို့ပြောကြားခဲ့ပြီးသူတို့နဲ့ပတ်သက်တဲ့အချက်လက်တွေကိုမီဒီယာတွေမှာပေါ်ပေါ်ထင်ထင်ထုတ်ပြခဲ့တာပါ။ချွေးရဲ့အချက်လက်တွေပေါက်ကြားသွားခဲ့ပြီးတဲ့နောက်မှာတော့သူမဟာကျူးလွန်သူတွေနဲ့ကျူးလွန်သူတွေရဲ့မိဘတွေစီမှာချိန်ချောက်မှုကိုခံခဲ့ရပါတယ်။ဒါအပြင်ရေးစခန်းမှာချွေးကသူမကိုရေးအရာရှိအမျိုးသမီးကစစ်ဆေးမင်းမြတ်တာမျိုးကိုလှုံ့ဆော်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ညှင်းပယ်ခံခဲ့ရပါတယ်။ချွေးကိုမေခိုးမေးခဲ့တဲ့ရေးအရာရှိအမျိုးသားဟာသူမကသာဒီကောင်လေးတွေကိုဖျားယောင်းသွေးဆောင်ခဲ့တာဖြစ်တယ်လို့တင်ပြခဲ့ပါတယ်။အမှုကိုစုံစမ်းမေးမြန်းမှုတွေလှုပ်ဆောင်နေချိန်မှာချွေးကိုရဲစခန်းရဲ့အပြစ်သားတွေထားတဲ့အခန်းမှာပဲနေစေခဲ့တယ်လို့ရဲတွေကသူမရဲ့ရှေ့မှာပဲဒီကျူးလွန်သူကောင်လေးတွေကိုဒါမျိုးလုပ်ခဲ့တာတကယ်လားဆိုတဲ့မေးခွန်းကိုမေးခဲ့တာပါရဲဖြစ်နေပါရဲ့နဲ့ဘလို့မျိုးနစ်နာသူကိုနည်းနည်းတောင်မငဲ့ညာပဲဒါမျိုးလုပ်ခဲ့လဲဆိုတာကိုမစင်စားတတ်အောင်ပါပဲဒါကနစ်နာသူအတွက်အရန်ကိုထိခိုက်နိုင်တဲ့အခြေအနေမျိုးပါ
ငယ်ရွယ်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်သူမရဲ့ဘေးမှာဘသူမှကိုညီပေးမဲ့သူမရှိပဲဖခင်ဖြစ်သူကလည်းသူမအတွက်ဘာဆိုဘာမှလှုံ့ဆော်မပေးသလိုအင်အားတောင့်တင်းတဲ့အပြစ်သားအတိုင်းဝိုင်းသူမဘက်ကနေရက်တိမပေးကြတဲ့ရဲတွေနဲ့သူမကိုဝေဖန်ထိုးနှက်နေကြတဲ့လူမှုအတိုင်းဝိုင်းကြဘလို့တောင်ကုကေယာမေ့တဲ့ခန်းစားချက်မျိုးဖြစ်နေမလဲဆိုတာကိုတွေးကြည့်နိုင်ပါတယ်ချွေးဟာအပြင်ပန်းရုပ်ပိုင်းဆိုင်ရာအရာရောပြီးခဲ့တဲ့နှစ်တခြားစော်ကားမှုတွေခံခဲ့ရတာကြောင့်သူမရဲ့အတွင်းပိုင်းခန္ဓာကိုယ်ကပါအတော်လေးဆိုးရတဲ့အခြေအနေဖြစ်နေခဲ့ပါပြီ။သူမဟာစိတ်ပိုင်းဆိုင်ရာမူမမှန်မှုတွေလည်းဖြစ်လာနေပြီးတော့အကြိမ်ပေါင်းများစွာလည်းသူမကိုသူမအဆုံးစီရင်ဖို့ကိုစူးစမ်းနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ချွေးဟာစိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားခဲ့ပါတယ်။ချွေးစိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားတဲ့အချိန်မှာတောင်သူမရဲ့ဖခင်ဖြစ်သူဟာကျူးလွန်သူတွေရဲ့မိဘတွေနဲ့အတူလာရောက်ပြီးတော့အမှုကိုကြေအေးပေးကြောင်းလက်မှတ်ရေးထိုးဖို့ကိုဖိအားပေးခဲ့ပါတယ်။အကြောင်းရင်းကတော့သမီးဖြစ်သူအမှုကိုကြေအေးကြောင်းလက်မှတ်ထိုးလိုက်ရင်နစ်နာကြေးအဖြစ်1,50,000ရမှာကြောင်းပါ။ဖခင်ဖြစ်သူနဲ့ဆွေမျိုးတွေဟာရလာတဲ့ငွေတွေကိုပျော်ပျော်ကြီးသုံးစွဲခဲ့ကြပြီးချွေးကိုဆေးကုသဖို့တော့ပတ်စံလေးတစ်ပြားတောင်မသုံးခဲ့ကြပါဘူး။ချွေးဟာအကြောင်းပြတ်တတ်ဖို့ကိုစူးစမ်းခဲ့ပေမဲ့မတော်မတရားပြုတ်ကျင့်ခံထားရသူဖြစ်တာကြောင့်ဘယ်ကြောင်းကမှလက်ခံမပေးခဲ့ကြပါဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့ချွေးဟာအကြောင်းတစ်ကြောင်းမှာတက်ရောက်ခွင့်ရခဲ့ပါတယ်။သူမကြောင်းတက်နေတဲ့အချိန်မှာအပြစ်သားတွေရဲ့မိဖတွေကသူမစီကိုခဏခဏလာပြီးတော့အပြစ်သားတွေကိုခံဝန်နဲ့လွတ်မြောက်ဖို့လက်မှတ်လာထိုးခိုင်းတာကြောင့်တိတ်မကြခင်မှာပဲကြောင်းကနေထွက်လိုက်ရပါတယ်။ဒီအမှုမှာပါဝင်ပတ်သက်ခဲ့ကြတဲ့ကောင်လေး44ယောက်ထဲကပြစ်မှုကြီးမားသူတွေကိုလူငယ်တရားရုံးစီကိုပို့ဆောင်ခဲ့ပြီးပြစ်မှုနေတဲ့သူတွေကတော့လွတ်မြောက်သွားခဲ့ပါတယ်။အစိုးရရှိနေကဒီအထက်ကလူငယ်10ယောက်ကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်စောင့်ကြည့်ကာလ3နှစ်နဲ့အတူနှစ်ကနေ4နှစ်အထိထောင်ချပေးဖို့ကိုအဆိုတင်သွင်းခဲ့ပေမဲ့တရားသူကြီးတွေကအပြစ်သားတွေကိုလူငယ်တရားရုံးကိုပို့မဲ့အစားဒီကောင်လေးတွေဟာအသက်ငယ်သေးအောင်မကတချို့ဆိုကောလိပ်ဝင်ခွင့်ရထားပြီးတချို့ကလုပ်ငန်းခွင်ဝင်တော့မှဖြစ်တာကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့အပြစ်သားတွေကိုပြစ်ဒဏ်လျှော့ပေါ့တာနဲ့လွတ်ပေးဖို့ကိုပါအမိန့်ချမှတ်ခဲ့တာပါ။ဒါအပြင်ချွေရဲ့ဖခင်ဖြစ်သူကအပြစ်သားတွေရဲ့မိဘတွေစီကနေငွေတွေကိုလက်ခံပြီးကြေအေးပေးခဲ့တာကြောင့်အပြစ်သား73ယောက်ဟာဆွဲချက်တင်ခံရမှုကနေလုံးဝကိုလွတ်မြောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့9ယောက်ကသာလူငယ်ထိန်းသိမ်းရေးစင်တာမှာထိန်းသိမ်းခံခဲ့ရပြီးတယောက်တလေမှအကျဉ်းချခြင်းမခံခဲ့ရပါဘူး။ဒီအမှုဟာဝန်နေစရာကောင်းစွာပဲဒီလိုပုံစံနဲ့အဆောင်သက်သွားခဲ့ပါတယ်။ငွေကြေးတွေအာဏာပါဝါတွေကအမှန်တရားကိုတောင်အမှားဖြစ်အောင်ပြောင်းလဲပစ်နိုင်ပါတယ်။မိန်းကလေးတယောက်ရဲ့ဘဝကိုအလွေတကူဖျက်ဆီးပစ်လိုက်ပေမဲ့အပြစ်သားတွေကတော့ဘာအရေးယူမှုမှတောင်မခံခဲ့ရတာကတကယ်ပဲတရားဥပဒေဆိုတာဘာလဲလို့မေးခွန်းထုတ်ခြင်းစရာပါ။အဆုံးထိနားထောင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်။